model လုပ်တဲ့ပြဿနာကိုကျွန်တော်နဲ့အကျဉ်းရှင်းပြပါမယ်ဟိုတင်းနံစီတွေကဒီ grain တွေအရင်ကလူတွေကဒီအိတ်ထဲမှာထည့်ထားပြီးတော့နော်ကိုတော်မှာထားတယ်ပေါ့ကိုတော်မှာထားတဲ့ခါကျတော့အောက်ဆုံးအလွာတွေကရေအစိုးတက်နဲ့အညောင်ပေါက်နေတာရှိကြမှာပေါ့နော်အဲ့တော့သူကကြည့်တဲ့ခါအညောင်တွေပေါက်နေတယ်စားရင်ကောင်းမလားမစားရင်ကောင်းမလားစားမယ်ပေါ့စားခါကျတော့အရသာမထွက်အမြောက်မထွက်တာတဲ့တမျိုးဖြစ်ပိုကောင်းနေပေါ့နော်ဥပမာကျွန်တော်စတော်ပဲမနေ့ပိုင်းကျွန်တော်ပဲပြုတ်နော်ပဲပြုတ်ဒီမှာဆိုရင်အညောင်လေးတွေ့နေရတယ်နော်အဲ့ဒီအညောင်လေးတွေကဂျာမနီလောက်ထားတယ်မော်တယ်လောက်ထားတယ်ဓာတ်တဘာဝပြောင်းလဲသွားပြီးအရန်ချိုတဲ့အရသာကိုဘေးဆွမ်းတာပေါ့နော်အဲ့ဒါမော်တင်အဲ့တော့လူတွေကမထင်မှပဲတွေ့ပါတယ်ပြောပြီးတော့အဲ့လိုမျိုးမော်ဒ်လုပ်ပြီးတော့ပြက်စားချတာပေါ့နော်ချက်စားမှုန်ကျိတ်ချက်စားပေါ့နော်အဲ့ဒီမှာအရက်ချက်တဲ့ခါမှာလည်းအဲ့လို modding လုပ်ပြီးချိန်ရတာပိုကောင်းပါပဲဆိုပြီးတော့ချက်တယ်အဲ့လိုချက်တဲ့ခါအရက်တာပိုကောင်းလာတဲ့အပြင်ကိုဒီတင်းနဲ့စီမှာပါတဲ့ enzyme တွေကအဲ့လို modding လုပ်တဲ့ခါကျရင်ဟိုဒီ sugar ဒီ starch ကနေ sugar ဖြစ်ပြောင်းလဲပြီးဖို့အတွက်ပို့ပြီးတော့ enzyme တွေကပို့ပြီးထကြွလာပို့များလာပေါ့နော်အဲ့တော့သူက modded barley ကနေပဲအရက်ချက်ကြတယ်အဲ့ modding process ကြီးကတင်းနဲ့စီကို barley စီကိုရေးစိမ့်မဲ့2ရက်လောက်ပြီးရင်ညောင်းပေါက်ဖို့အတွက် modern floor မှာလှမ်းရတယ်လူတွေထိုးကလော်လှမ်းထက်အောက်လှမ်းပေးရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့အောက်ကကောင်တွေပုတ်သွားမှာဆိုလို့နော်အဲ့လိုလမ်းပြီး4-5 8ရက်လောက်ကြာခါညောင်းလေးထွက်လာရင်ဒီလိုမျိုးနောက်တဲ့တနေရာကိုပြောင်းပြီးအလွှာလိုက်ခင်းပြီးအောက်ကနေမီးပုံနဲ့အောက်ကနေ pit လို့ခေါ်တဲ့မီးသွင်းနဲ့ကြောင်မီးသွင်းတစ်မျိုးပေါ့နော်အဲ့ဒါနဲ့သူတို့ကအပူပေး6သွင်းရပြန်နော်အဲ့လို6သွားတော့မှအဲ့ဒီမီးသွင်းမှုရဘာလီစီထဲဝင်တယ်ရင်းငွေရေတဲ့အမှုပြန်သွားပြီးတော့6ဘူးတည်သွားတော့နော်အဲ့ဒါကြောင့်မို့ whisky ချက်တဲ့ခါမှာဒီမီးသွေးနဲ့မီးပုတ်တဲ့အတွက်အဲ့ဒီ PT နဲ့ပေါ့နော်မီးသွေးနဲ့က whisky တွေမှာ Scotch whisky မှာဆွဲကြံခဲ့ပြီးရတာရှိတဲ့အရာကိုရတာပေါ့နော်တချို့ကြတော့လည်းဒီ PT smoke ကိုမကြိုက်တဲ့အတွက်smoke ကို short ထားတဲ့ Scotch လည်းရှိတယ်လို့လုံးဝ unpeated whisky လည်းရှိပါတယ်လုံးဝမီးသွေးမပုတ် gas နဲ့ပဲပူပေးပြီးတော့6သွေးပြီးတက်ပြီးတော့ဟိုdrying process လုပ်တဲ့နော် whisky လည်းရှိတယ်ပေါ့နော်။အာလီတွေကြီးတွေက6လိုက်သေသွားတော့သေမှလည်းဖြစ်မှာလေ။ဘာလို့လဲဆိုတော့ဒီတင်းနံစီလေးတွေကအမြောက်ထွက်လာပြီလက်စစ်လောက်ထွက်လာပြီဆိုရင်မကြခင်မှာအပင်ပေါက်တော့အဲ့ဒီအပင်ပေါက်တာကအဲ့ဒီအပင်လေးကအဲ့ဒီအစီထဲမှာရှိတဲ့အာဟာရတွေအစမကြခင်မှာစားသုံးပြီးသူကြီးထွားရမှာပေါ့နော်။အဲ့ဒါကိုလူတွေကအပင်လေးပေါက်မခံပဲနဲ့သေအောင်တက်အပင်အစီကိုတက်လိုက်ပြီးတော့လူတွေကအဲ့ဒီရတာကိုစားကြတာနော်။အဲ့တော့ဘီယာဖြစ်စင်တဲ့ Scotch whisky ဖြစ်စင်တဲ့နည်းနည်းစင်တယ်။ဘာမှစပွဲလဲဆိုတော့အပူဝစ်6သွင်းတာပါ what Scotch whisky ကတော့မီးသွေးနဲ့ peat လို့ခေါ်တဲ့ကြောင်မီးသွေးနဲ့အပူပေးတက်ပြင်မဲ့ဘီယာကြတော့ gas နဲ့ပဲအပူငွေ့နဲ့ပဲတက်တယ်နော်အဲ့တော့တို့မှမီးသွေးနဲ့မလို့ဘီယာမီးသွေးနဲ့မလို့နော်ထောက်သွားတဲ့ mod ကိုတချို့တွေကြတော့ပုံနေတာ6ရောင်းတယ် mod တက်နော်ကာလာလိုက်ဘီယာမချက်ပဲနဲ့ချက်ချင်းတဲ့လူတွေ mod ဒီအိုက် mod အစီလိုက်ရောင်းတာရှိတယ်ပေါ့နိအဲ့တော့ whisky ကတော့အဲ့6သွင်းသွားတာကိုကြိတ်ခွဲလိုက်တယ်တို့ကြိတ်ခွဲတာကို gris လို့ခေါ်တယ်နော် gris ၄စိတ်ခွဲကြိတ်ခွဲတယ်အရင်ကြည့်အောင်မလုပ်ဘူး8စိတ်ခွဲ4စိတ်ခွဲဂျုံမို့လို့ကမှုန့်နေအောင်မလုပ်အဲ့လိုမခွဲပြသွားပြီဆိုရင်သူတို့ကကြီးကတ်တာကြီးထဲမှာရေကို60ကနေ65ဒီဂရီစူကြိုစူနေတဲ့ရေတွေကိုအဲ့ဒီခုနက gris လို့ခေါ်တဲ့ဒီစကွဲစီဘာလီကွဲစီတို့ထည့်ပြီးဒလက်နေနဲ့မှုရတာပေါ့နော်မှုရဆိုတော့ချက်တယ်လို့ပြောလို့မရဘူးနော်ဖြော်တဲ့သဘောပေါ့နော်အဲ့လိုမှုရတဲ့အခါကျတော့မှအဲ့ဒီချိန်မှာဘာလီထဲမှာပါတဲ့ enzyme တွေကနေပြီးတော့ဒီရေပူချိန်65ဒီဂရီလောက်မှာသူတို့ရဲ့ဒီဓာတ်တွေက starch တွေကိုအကြားဖြစ်ပြောင်းလဲပြီးတော့နော် glucose ကြီးစားလို့ရမယ် glucose ပေါ့နော်အဲပြောင်းလဲပြီးတယ်ပေါ့နော်ဒီစံပြုတ်တဲ့ရေတို့ဂျုံပြုတ်တဲ့ရေတို့အဲ့ဒီရေတို့ကြီးစကမစားနိုင်ဘူးဘာလို့က starch တွေဖြစ်နေတဲ့အတွက်အဲ့လို starch ကနေ glucose ပြောင်းလို့ခုနက process တိုင်းလုပ်တာအရသာလည်းရှိတယ်လို့ပို့ပြီးတော့လည်းအောင်မြင်စွာနဲ့တခြားဓာတ်တွေပြောင်းလဲပြီးတယ်နော်အဲ့ဒါမျိုးနှစ်ခါသုံးခါလုပ်ပြီးရင်အရေကိုစစ်ထုတ်အဲ့ဒီရေကိုစစ်ထုတ်လိုက်ပြီးတော့ဖက်တဲ့ရေကိုစစ်ထုတ်ပြီးတော့နှစ်ချိန်သုံးချိန်လုပ်တယ်ပေါ့နော်ခုနကပြောလို့ပြီးတော့အဲ့ဒီရေကကျွန်တော်တို့ဟိုဘာနဲ့တူလဲဆိုတော့ကိုတကုံမီရောစပါးအချိုရည်အားအချိုရည်လို့မြည်အောင်လို့ပါအဲ့ဒီအရေဖြစ်သွားတာပေါ့နော်အဲ့ဒီအရေကိုမှအေးခံပြီးတော့ yeast ထည့်ပြီးတော့တဆေးထည့်ပြီးအေးချက်တာ whisky ချက်တာပေါ့နော် malted barley ကဘယ်လောက်တိဒီစွမ်းအားကြီးလဲဆိုရင်ဒီ malted barley 10 to 20% ကိုတခြား grain tea နဲ့အမှုန့်မော်ရောပြီးတော့ထော်ခိုင်ထဲမှာဖြော်ရဆိုလို့ရှိရင်အေးစစ်စစ်ပဲ 100% malted barley ဖြော်လို့ပဲတခြားရေဖြစ် convert လုပ်ပြီးတယ်ပေါ့နော်အဲ့တော့ဟိုဒီလိုရက်ချက်တဲ့ခါမှာ malted barley 10 to 20% တော့ထည့်တယ်ခုနအကူလိုတဲ့တော့ပေါ့နော်လုံးဝမပါတော့မဟုတ် Jack Daniel မှာဆိုလို့ရှိရင် corn က 80% malted barley က 12% rye က 8% เนาะအဲ့လိုမျိုးလေးသုံးတာလေးရှိတယ်ပေါ့နော် Jack Daniel rye whiskey ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းလေ rye က 70% corn က 18% အဲ့မှာ malted barley 12% ထည့်တာရှိပါတယ်အဲ့လို